အားလုံးပဲမင်္ဂလာပါရှင်ပထမမြေကံဒီမှာထပ်မံတွေ့လိုက်ပါတယ်ရှင်အခုတစ်ခါလူချင်းမင်းတို့ကိုမိတ်ဆက်ပေးမှာကတော့ညီမတို့ရဲ့ပထမမြေကံဒီရုံးခန်းခွဲအသစ်တွေနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်စစ်တင်းချိုင်းတဲ့ကလေးရဲ့လမ်းလမ်းမကြီးနဲ့ပထမလမ်းထောက်မှာရှိနေတဲ့ပထမမြေကံဒီရုံးခန်းလေးရနေပြီးတော့နောက်ထပ်အသစ်ခွဲထွက်သွားတဲ့ရုံးခန်းခွဲအသစ်တွေနဲ့မိတ်ဆက်ပေးမှာပါရုံးခန်းလေးတည်ရှိနေတဲ့နေရာကတော့ရန်ကုန်တိုင်းမင်္ဂလာတုံထောက်ကျန်မြောက်ကလာကိုတွားတဲ့လမ်းတောင်မှမဟုတ်အမှတ်တုံးလမ်းမကြီးမေးတင်မှာရှိပြီးတော့ရန်ကုန်စီဆိုင်အနီးလမ်းမြို့လူစားတော့ဆိုင်နဲ့မြင်းသေးဆိုင်မှာရှိနေတာပဲဖြစ်ပါတယ်ရှင်ရန်ကုန်မြို့ရနေပြီးတော့လာတဲ့သူတွေအတွက်ကြတော့နီလာရုံးမစီဆိုင်နဲ့မြင်းသေးဆိုင်မှာရှိနေတယ်ညာဘက်လမ်းကျိုးလေးကိုဝင်သွားရမှာဖြစ်ပါတယ်ယခုမြင်တွေ့နေရတဲ့လမ်းမကြီးကတော့အမှတ်3လမ်းမှာလမ်းကျယ်ကြီးပဲဖြစ်ပါတယ်ရှင်ခဏနေလို့ရှိရင်တော့အမှတ်3လမ်းမှာမေးတင်မှာရှိနေတဲ့ပထမမြေဆိုင်ပြီးရုံးခန်းခွဲအသစ်တွေကိုရောက်ပါတော့မယ်ရှင်လူချင်းမင်းတို့ယခုမြင်တွေ့နေရတဲ့လမ်းစုံကြီးကတော့မြန်မာပြည်စက်ရုံရှိမှရှိနေတဲ့လမ်းစုံကြီးပဲဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင်ပေါ့နော်အမှတ်3လမ်းမှာမေးတင်ဒန်ကိုစီဆိုင်အနီးနမ်းမြို့လူစားတော့ဆိုင်နဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ညီမတို့ရဲ့ပထမမြေအိမ်ချမ်းမြေရုံးခန်းခွဲအသစ်လေးကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ညီမတို့ရဲ့ပထမမြေအိမ်ချမ်းမြေရုံးခန်းခွဲအသစ်လေးပဲဖြစ်ပါတယ်လူချင်းမင်းတို့ရဲ့အိမ်ချမ်းတိုက်ခန်းရောင်းဝယ်ငါအားလုံးအတွက်လမ်းနဲ့ပထမလမ်းထောက်မှာရှိနေတဲ့ပထမမြေအိမ်ချမ်းမြေရုံးခန်းလေးကိုလာရောက်ဆက်တဲ့မြင်နိုင်သလိုအခုအမှတ်3လမ်းမကြီးမေးတင်မှာရှိနေတဲ့ညီမတို့ရဲ့ပထမမြေအိမ်ချမ်းမြေရုံးခန်းခွဲအသစ်လေးကိုလည်းလာရောက်ဆက်တဲ့မြင်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်